ကျွန်တော်ရဲ့ chemistry channel ကနေကြိုးစားပါတယ်ခင်ဗျဗေဒဆိုတာဘာလဲဟုတ်ကဲ့ဒီ channel ကိုဒါတို့ဗေဒသိပ္ပံပညာရဲ့ဟဲ့လားအကြောင်းအရာတွေကိုကျွန်တော်ဝေမျှပေးချင်ပါတယ်ဝေမျှပေးချင်လို့ကျွန်တော်ဒီ channel ကိုဖွင့်လှစ်ခြင်းဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုပထမဆုံးကျွန်တော်စတင် message ပေးချင်ပါတယ်ဒါတို့ဗေဒအကြောင်းအရာတွေကဘာလဲဆိုတော့လူအားလုံးရဲ့ရင်ထဲမှာတိမ်ငုတ်မေ့နေတာပေါ့နော်တိမ်ငုတ်ပျောက်ကွယ်နေတာဟုတ်လားရှင်ထဲကိုရှောင်းကျွန်တော်ပြောပြပေးချင်ပါတယ်round တို့အနေနဲ့ဒါတို့ဗေဒပညာရပ်ဆိုတာကကျွန်တော်တို့ဘာသာဒါတို့ဗေဒဆိုတာကကျွန်တော်တို့သက်ဆိုင်ရာအရာအားလုံးဖွဲ့စည်းပုံတွေဓာတ်ပြောင်းလဲမှုတွေနဲ့သဘာဝတရားကိုလေ့လာတဲ့သိပ္ပံပညာရပ်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒါလည်းမကသေးကျွန်တော်တို့လူတွေနေ့စဉ်အသုံးပြုနေတဲ့ဆေးဝါးတွေအစာတွေအဆောက်အဦတွေနောက်ခုစက်မှုထုတ်ကုန်တွေအကုန်လုံးမှာခမစီပါဝင်နေတာကြောင့်ကျွန်တော်စင်ထရဆိုင်ရလို့လည်းခေါ်ကြပါတယ်โอเคစင်ထရဆိုင်ရလို့လည်းခေါ်ကြတဲ့အပြင်နောက်တစ်ခုအနေနဲ့ပြောချင်တာအဲ့တော့ကျွန်တော်တို့ဟဲ့လားလောကကြီးကိုအတန်နေတဲ့ဖွဲ့စည်းထားအတန်နဲ့ atomic structure ဟဲ့လား atomic structure အကြောင်းတွေatomic structure မှာဘာတွေပါလဲဆိုကျွန်တော်ကဒီလောကကြီးမှာအတန်တွေက proton neutron electron တွေနဲ့လှည့်နေတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့က chemical bonding ပေါ့နော် chemical bonding တွေကကျွန်တော်တို့ ion နဲ့ bond ရှိပါတယ် covalent bond metallic bond ပေါ့နော်အဲ့တော့ ion နဲ့ bond သဘောတရားတွေဆိုတာကကျွန်တော်တို့တကယ်ချင်းအချင်းချင်းလက်ဆောင်ပေးသလိုပဲအတန်တွေအချင်းချင်းနဲ့ကျွန်တော်တို့ electron တွေကိုဟလာပေးကြပါတယ်ဒါဟာ ion နဲ့ bond သဘောတရားတွေပဲဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကကြတော့ဟလာcovalent bond ဆိုတာကကျွန်တော်တို့အတူတူဟလာကျွန်တော်မှရှိတဲ့ဟလာပညာရပ်တွေ knowledge တွေအတူတူမျှဝေတာကျွန်တော်မှရှိတဲ့စားတောက်တွေတယောက်နဲ့တယောက်တကယ်ချင်းမျှဝေသုံးစွဲသလိုပဲအတန်တွေ electron တွေ share လုပ်တယ်ဘယ်လိုစီ electron မှာရှိတဲ့ပတ်လန်းတွေမှာ electron မှာရှိရဲ့ electron တစ်စုံတော့မဟုတ်တစ်စုံချက်ပို့ပြီးတော့အခြားသူဟလာလိုအပ်တဲ့သူကျွန်တော်တို့ပေးတာဒါ covalent bond ပဲဖြစ်ပါတယ်ဒီသဘောတရားတွေပဲဖြစ်ပါတယ်အခု metallic bond ဆိုတာကျွန်တော်အားလုံးနဲ့ free အားလုံးနဲ့အတူတူလက်လက်ရှိတာ metallic bond ပဲဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာတွေကိုဝေမျှပေးတာဟုတ်လားကျွန်တော်တို့ဓာတုဗေဒသဘောတရားကြီးကလူသားအလုံးနဲ့သက်ဆိုင်ပါလားဆိုတာကိုရှင်လည်းရောက်သိစေခြင်းနဲ့ရွေးခြင်းနဲ့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဝိစာသိပ္ပံဟုတ်လားကျောင်းတွေမှာဒီသိပ္ပံပညာရပ်တွေကတကယ်ကိုအသုံးဝင်ပါလားဆိုတာကိုသိစေခြင်းလို့ကျွန်တော်ပြောပြချင်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့state short ကျွန်တော်တို့ liquid state short matter တွေမှာဘာတွေလဲဆိုတော့ state short matter တွေကျွန်တော်တို့ solid တွေ liquid တွေ gas တွေပထမဆုံးအနေနဲ့ solid ဆိုတာကကျွန်တော်တို့အဆိုင်ခဲသူလည်းသိပါတယ်solid အဆိုင်ခဲတွေမှာဘာတွေပါကျွန်တော်တို့ကနေ့စဉ်ဒီလူတွေဝတ်စင်းနေတဲ့စိန်တွေဂိုးစိန်တွေကျွန်တော်တို့ဆွေတွေကြောက်တွေဒါတွေအဲ့ကျွန်တော်တို့နေ့စဉ်နေထိုင်နေတဲ့အဆောက်အဦတွေတက်သားတွေဒါတွေကကျွန်တော်တို့ဘာလဲဆိုတော့ဟလာကျွန်တော်တို့ဓာတုဗေဒတွေပဲဖြစ်ပါတယ်ဓာတုဗေဒအကြောင်းအရာတွေနဲ့တိစောက်ထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ liquid ကိုသွားကြည့်အောင်liquid မှာဘာတွေရှိရလဲဆိုအရည်ပေါ့နော် liquid ဆိုတာအရည်မှာဘာတွေရှိရလဲဆိုတော့ကျွန်တော်တို့ဟလာလူအမြဲတောက်နေတယ်ကျွန်တော်တို့အမြဲတောက်နေတဲ့ရေပေါ့နော်ဒါပေမဲ့တက်9ရက်ရေအသက်10မိနစ်ပေါ့နော်ရေ H2O liquid ပါပဲနောက်တစ်ခုကျွန်တော်တို့တောက်သုံးနေတဲ့ energy drink တွေနောက်ပြီးတော့လူအများတောက်နေတဲ့ကျွန်တော်တို့ alcohol တွေနောက်ပြီးတော့ကျွန်တော်တို့73စီဒီမှာ73မော်တော်ဆိုင်ကယ်တွေကားတွေမှာအသုံးပြုနေတဲ့ကျွန်တော်တို့92တော့ octane တို့ octane 92တို့95တို့ဒါတွေကလည်း liquid တွေဓာတုဗေဒတွေပါပဲဓာတုဗေဒဘယ်ဖြစ်ပါတယ်ခင်ဗျဓာတုဗေဒတွေဆိုတာအားလုံးသိဖို့လိုအပ်ပါတယ်ဓာတုဗေဒဆိုပေမဲ့ကောင်းတဲ့ဟာလည်းရှိလို့မကောင်းတဲ့ဟာလည်းရှိတာကျွန်တော်တို့ဒီဓာတုဗေဒတွေလူမှုအကျိုးပြုအတွက်အများကြီးထောက်ကူပြုနေတယ်ဆိုတာကအားလုံးသိအောင်သိစေချင်ပါတယ်နောက်တစ်ခုအနေနဲ့ဓာတုဗေဒဘာသာရပ်ကိုစိတ်ဝင်စားလေ့လာစေချင်ပါတယ်ခင်ဗျလေ့လာကြည့်စေချင်ပါတယ်နောက်တစ်ခုသွားလိုက်အောင်ကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့မနက်စောစောစီးတိုက်နေတဲ့ကျွန်တော်တို့ရဲ့သွားတိုက်
ဆေးရ fluoride ကမရှိပါပဲနောက်တစ်ခုကျွန်တော်တို့ဝတ်နေတဲ့အင်ကြီးတွေအိုးခွက်ပကံများတွေကိုတက်စင်အောင်စီကြောတဲ့ဆက်ပြမုံတွေထုတ်လုပ်တဲ့နေရာမှာလည်းထုတ်လုပ်တာလည်းကျွန်တော်တို့ဟာလာ chemistry တွေပါပဲဒါဟာ acid base reaction တွေပဲဖြစ်ပါတယ် acid နဲ့ base နဲ့ reaction ဖြစ်ပြီးတော့ကျွန်တော်တို့အင်းဒီ cleaning ဖြစ်သွားတာပေါ့ acid base reaction ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီအကြောင်းအရာတွေဒီဓာတ်ဗေဒအကြောင်းအရာတွေကိုဟာလာတည်တဲ့လောက်တော့တည်သွားမယ်လို့ထင်ပါတယ်ခင်ဗျထည်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဒီအကြောင်းအရာတွေကိုဝေမျှဖို့အတွက်ကျွန်တော်ရဲ့ chemistry အကြောင်းအချက်လက်တွေဓာတ်ဗေဒဆိုင်ရာအကြောင်းအရာတွေပညာရပ်တွေကိုဆက်လက်ဝေမျှမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel ကို like subscribe follow လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးပါအောင်နောက်တစ်ခုအားကြတော့ကျွန်တော်အစီအစဉ်တွေနဲ့ကျွန်တော် grade 10 11 12 online class ဖွင့်ဖို့ရှိပါတယ်grade 10 11 12ကျောင်းသားကျောင်းသူများကျွန်တော်စီကိုဒါရိုက်ညွှန်ကြားတာဖြစ်တယ်တရားနဲ့တော့အဆင့်ဘွားဖြစ်စီကျွန်တော်တင်တန်းကြီးရဲ့ 20% discount ကျွန်တော်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဗာပေးမှာဖြစ်လဲဆိုတော့ဒီကျောင်းသားကျောင်းသူနဲ့မဆိုင်နဲ့ပေါ့နော်အခြားကျွန်တော်ဒီ season ကိုကြည့်နေတဲ့ကျောင်းသားကျောင်းသူများအခြားလူတွေကလည်းဒီကျွန်တော်ကျောင်းသားတွေကိုဒီ post ကို share ပေးမယ်ကျောင်းသားတွေကို post ကိုလုပ်ပေးမယ် comment မှာရေးပေးမယ်ပြီးတော့ကျောင်းသားကျောင်းသူတွေကိုကျွန်တော်စီကိုဟုတ်လားဒီဓာတ်ဗေဒကျောင်းသားကျောင်းသူတွေကျွန်တော်စီခေါ်ပေးမယ်ဆိုရင်တယောက်ကိုတင်တန်းကြီးရဲ့ 10% ကျွန်တော်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့စိတ်ဝင်စားအိမ်မနေနဲ့ဝင်လေးရဟုတ်လားပညာလေးရတဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုကူညီပံ့ပိုးပေးဖို့ပြတ်တက်ရက်ခံပါတယ်ကျွန်တော်မှတော့တမန်ရှိရင်လည်းဆွေးနွေးကြပေးစရာရှိရင်ကျွန်တော်ရဲ့ comment box အောက်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်